အခုတလောသတင်းတွေမှာ Hormuz ရေလက်ကြားအကြောင်းခဏကြားနေရတာသတိထားမိကြလားဒါကကမ္ဘာရေနံတက်ငွေတွေရဲ့အဓိကလမ်းကြောင်းကြီးပဲဖြစ်ပါတယ်ဒီလမ်းကြောင်းကြီးကအီရန်နဲ့အမေရိကန်တို့ကြားပြိပခါကြောင့်အန္တရာယ်ရှိနေပြီးကမ္ဘာတဝန်းလုံးကိုတက်ရောက်နေပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကနေတိုးအဖွဲ့ကို Hormuz ရေလက်ကြားစိုးမိုးရေးမှာမကူညီရင်အနာဂတ်မှာဒုက္ခရောက်မယ်လို့တတိပေးလိုက်ပါတယ်တရုတ်ကလည်းဒီကိစ္စမှာကူညီဖို့မျှော်လင့်ထားပြီးမကူညီရင်တရုတ်သမ္မတရှီကျင်းဖျင်နဲ့တွဲဆုံမဲ့အစည်းအဝေးနှောင့်နှေးသွားနိုင်တယ်လို့ပြောတယ်တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူလီကျန်းကတော့ပရိပခရှော့ချရေးကိုပဲဦးစားပေးပြီးတက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံးစစ်ရေးလှုပ်ရှားမှုတွေရက်စဲဖို့တိုက်တွန်းထားတယ်။တရုတ်ကအမေရိကန်နဲ့နေတိုးတို့ရဲ့လိုလားချက်တွေကိုလိုက်ပြောမလားဒါမှမဟုတ်တိုက်တွန်းချက်တွေအတိုင်းဆက်လုပ်မလားဆိုတာစောင့်ကြည့်ရအောင်ပဲဖြစ်ပါတယ်။ဒီပရိပခကကမ္ဘာတဝန်းလုံးကိုတက်ရောက်နေသလိုမြန်မာနိုင်ငံကအတောင်သူတွေကိုလည်းထိခိုက်နေပါတယ်။စစ်ကောင်စီက73စီဝယ်ယူခွင့်ကတ်သက်ထားလို့စိုက်ပျိုးရေးလုပ်ကိုင်တဲ့အတောင်သူတွေအဆင်မပြေဖြစ်နေကြပါတယ်။စိုက်ခင်းတွေရေမသွင်းနိုင်မရိတ်သိမ်းနိုင်တဲ့အခြေအနေတွေလည်းကြုံနေရပါတယ်။အီရန်စစ်ပွဲကြောင့်ရေနံနဲ့ LNG ဓာတ်ငွေဈေးတွေထပ်တက်နိုင်တယ်။ရေနံစိမ်းဈေးကစစ်ပွဲမဖြစ်ခင်ကထက်40%ကျော်မြင့်တက်လာပြီး LNG ဓာတ်ငွေဈေးကလည်း60%လောက်ထိထိုးတက်လာပါတယ်။ဒီဈေးတက်တာတွေကကမ္ဘာတဝန်းလုံးကစားသုံးသူတွေကိုထိခိုက်စေပါတယ်။ Hormuz ရေလက်ကြားပြိပခကပင်လယ်ကွေ့နိုင်ငံတွေကိုအထိနာစေပါတယ်။အီရန်ရဲ့တိုက်ခိုက်မှုတွေကြောင့်ရေနံထုတ်လုပ်မှုလျှော့ကျသွားပြီးခရီးသွားလုပ်ငန်းနဲ့လေကြောင်းလိုင်းတွေလည်းထိခိုက်နေပါတယ်။ဒီနိုင်ငံတွေရဲ့စီးပွားရေးအခြေအနေကစိုးရိမ်ရတဲ့အဆင့်မှာရှိနေပါတယ်။ Hormuz ရေလက်ကြားပြိပခကကမ္ဘာစီးပွားရေးပေါ်ဆိုးဝါးတဲ့တက်ရောက်မှုတွေဖြစ်စေပါတယ်။ရေနံနဲ့ LNG တန်ငွေဈေးတက်တာခီးသွွားလုပ်ငန်းထိခိုက်တာစတော့ဈေးကွက်ကျဆင်းတာတွေကကမ္ဘာတဝန်းလုံးကပြည်သူကိုဒုက္ခရောက်စေပါတယ်။ဒီပြိပခကိုမြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်မှုမျှော်လင့်ပါတယ်